ဒီကနေ့ရရှိထားတဲ့သတင်းတွေကတော့ပြည်သူကိုဘုံကျဲနေသမျှဆွေးနွေးဖို့ခက်ခဲမယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောလိုက်တဲ့သတင်း။တီလာရှန်ဝစ်စုံနဲ့ရှိုးလျှောက်ခဲ့တဲ့ Miss Grand အလှမဲထုတ်ပယ်ခံရတဲ့သတင်း။ပြည်သူထံအာဏာပြန်အပ်နိုင်ရေးမဟာမိတ်တွေနဲ့တွဲတိုက်မယ်လို့NUG ပြောလိုက်တဲ့သတင်းအပါအဝင်မေလ9ရက်နေ့ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ပထမဆုံးသတင်းအနေနဲ့ AA ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကငင်းချမ်းရေးဆွေးနွေးဖို့နဲ့ပတ်သက်ပြီးထုတ်ပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်အုပ်စုအနေနဲ့ပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေသမျှကာလပတ်လုံးနိုင်ငံရေးအရဆွေးနွေးဖို့ဆိုတာအလွန်ခက်ခဲလိမ့်မယ်လို့အာရခတပ်တော် AA ရဲ့တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုလိုက်ပါတယ်။နိုင်ငံတကာသတင်းမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ The Diplomat နဲ့အင်တာဗျူးမှာအခုလိုပြောဆိုလိုက်တာဖြစ်ပြီးအာဏာသိမ်းစစ်အုပ်စုဘက်ကအသာစီးရနေတဲ့အနေအထားကနေ PRP ဆွေးနွေးချင်နေတာကိုလည်းလုံးဝလက်ခံမှာမဟုတ်ဘူးလို့သူကအတိအလင်းပြောကြားခဲ့တာပါ။အာဏာသိမ်းသမ္မတကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုရပ်ပေါင်း100အတွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့ခန့်လန်းထားတယ်ဆိုပေမဲ့မြေပြင်မှာတော့နေ့စဉ်နဲ့အမျှဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။ရခိုင်ပြည်နယ်မှာဆိုရင်ပြီးခဲ့တဲ့ဧပြီလထဲမှာပဲမြို့နယ်၄ခုကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ပြစ်မဲ့ပြည်သူ9ယောက်သေဆုံးပြီးတော့18ယောက်အထိထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါအပြင်စစ်တပ်ဟာရခိုင်ပြည်နယ်ကို AA ကမထိန်ချုပ်မီ2023မတိုင်ခင်အခြေအနေကိုပြန်သွားစေချင်နေတာဟာလက်တွေ့မကျတဲ့တောင်းဆိုမှုဖြစ်ပြီးအဲ့ဒီလိုဆိုရင်တော့ရခိုင်ပြည်နိုင်ငံတော်ကြာဆုံးခဲ့တဲ့1984ခုနှစ်အခြေအနေကိုပဲသူတို့ကပြန်သွားချင်တယ်လို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတုံ့ပြန်လိုက်ပါတယ်။ဒါကြောင့်စုစုအနေနဲ့လက်တွေ့မကျတာတွေကိုတောင်းဆိုနေမဲ့အစားမြေပြင်အခြေအနေကိုအခြေခံတဲ့အားလုံးပါဝင်နိုင်မဲ့စစ်မှန်တဲ့ညှိနှိုင်းမှုတွေကိုပဲအာရုံစိုက်ဖို့သူကတိုက်တွန်းပြောဆိုခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့2021ခုနှစ်စစ်အာဏာသိမ်းမှုကြောင့်ပေါက်ဖွာလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့9နှစ်ပြည့်နေမှာဝန်ကြီးချုပ်ပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့အာဏာကိုပြည်သူတွေစီပြန်လည်အနှင်းနိုင်ဖို့အတွက်တိုင်းရင်းသားညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောလိုက်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း9နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းမှာဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကအခုလိုပြောလိုက်တာပါ။ဒီ9နှစ်တာအတွင်းမှာညီနောင်မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ PDF တွေရဲ့စစ်ဒေသအလိုက်ဟန်ချက်ညီတဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကြောင့်စစ်စခန်းတွေဗျူဟာကုန်းတွေနဲ့မြို့ရွာအများပြားကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီကနေ့ရရှိထားတဲ့နိုင်ငံရေးစစ်ရေးအောင်မြင်မှုတွေဟာပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုတည်းရဲ့ကြိုးပမ်းမှုတသက်မဟုတ်ပဲမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့စီလုံးညီညွတ်မှုနားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပြည်သူတွေရဲ့အားပေးထောက်ခံမှုတွေကြောင့်ဖြစ်တယ်လို့လည်းဝန်ကြီးချုပ်ကပြောပါတယ်။စစ်ရေးအောင်မြင်မှုတွေကြောင့်မှလည်းစစ်တပ်ရဲ့တာလွန်အင်အားနဲ့ရင်ဆိုင်ရတဲ့အခါပြည်သူလူထုရဲ့အသက်အိုးအိမ်ကိုကာကွယ်ဖို့နဲ့အစုလိုက်အပြုံလိုက်ထိခိုက်နစ်နာမှုတွေမဖြစ်ဖို့အတွက်တချို့စစ်စင်ရေးနေမြေတွေမှာနီးပြူဟာအရာယာယီစုပ်ခွာပေးခဲ့ရတာရှိပြီးဒီအတွက်လည်းစိတ်ဓာတ်အားမလျော့သွားဖို့ဝန်ကြီးချုပ်ကသတိပေးထားပါတယ်။ရှေ့ဆက်တော်လှန်ရေးခရီးဟာစိန်ခေါ်မှုနဲ့အခက်အခဲတွေပုံမကြီးမားလာနိုင်ပေမဲ့ပြည်သူတွေရဲ့ထောက်ခံပံ့ပိုးမှုနဲ့တော်လှန်ရေးအင်အားစုအသီးသီးရဲ့စီးလုံးညီညွတ်မှုနဲ့စိတ်ဓာတ်ခိုင်မာမှုတွေကြောင့်ဆရာနာရှင်စနစ်ကိုအမြင့်ပြတ်ချေမှုန်းပြီးတန်းတူညီမျှမှုရှိတဲ့ Federal Democracy ပြည်ထောင်စုကိုတည်ဆောက်နိုင်မယ်လို့အပြည့်အဝယုံကြည်ကြောင်းလဲဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကမိန့်ခွန်းထဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်ပြီးမေတီလာရှန်ဝစ်စုံဝစ်ပြီးရှိုးလျှောက်ခဲ့တဲ့ Miss Grand တာချီလိတ်အလှမယ်ကိုပြိုင်ပွဲကနေထုတ်ပယ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာချီလိတ်အလှမယ်ဟာစာချုပ်ပါစီကံတွေကိုလစ်လျူရှုခဲ့ပြီးမြန်မာပြည်ရဲ့လူဦးရေအများစုကိုးကွယ်ရာဗုဒ္ဓဘာသာကိုမထီမဲ့မြင်ပြုခဲ့တာကြောင့်ပြိုင်ပွဲကနေထုတ်ပယ်တာဖြစ်တယ်လို့ Miss Grand Myanmar Organization ကဒီကနေ့မှထုတ်ပြန်ပါတယ်။တာချီလိတ်အလှမယ်အိမွန်လွင်ဟာမနေ့ကကျင်းပတဲ့အမျိုးသားဝတ်စုံပြိုင်ပွဲမှာဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့တာချီလိတ်မြို့ကိုကိုစားပြုတယ်ဆိုပြီးနာသားအလှူမှာဝတ်တဲ့ဝတ်စုံနဲ့မေဒီလာရှင်ဝတ်စုံကိုဝတ်ပြီးရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ဒီဝတ်စုံကိုဒီဇိုင်နာအောင်ခိုင်ဦး AK Collection ကဖန်တီးပေးထားတယ်လို့သိရပါတယ်။ဒီလိုမေဒီလာရှင်ဝတ်စုံကိုဝတ်ပြီးရှိုးလျှောက်ခဲ့တဲ့အတွက်လူထုကြားမှာဝေဖန်ကန့်ကွက်တာတွေပေါ်ထွက်လာခဲ့ပြီးတဲ့နောက်ဒီကနေ့မှာတော့ပြိုင်ပွဲကနေထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ Miss Grand မြန်မာပွဲစီစဉ်သူတွေကတော့မေဒီလာရှင်ဝတ်စုံဝတ်ဆင်တဲ့ကိစ္စကိုပြိုင်ပွဲနေ့မှသာသိခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။လက်ရှိမှာတော့မေဒီလာရှင်ဝတ်စုံဝတ်ဆင်ခဲ့တဲ့တာချီလိတ်အလှမယ်ကိုအရေးယူပေးဖို့တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ပြီးခဲ့တဲ့ Academy ပေးပွဲမှာဖျားပုံမျက်နှာပုံကိုကင်ဆောင်ပြီးတော့ပွဲတက်ခဲ့တဲ့တရုတ်ဆောင်အောင်ကိုမှုဆိုသူလဲ
ထောင်ဒဏ်2 နှစ်ချမှတ်ခံခဲ့ရပါတယ်။လက်ရှိမှာပြည်သူလူထုဟာတော်လှန်ရေးအပေါ်အာရုံရှိနေကြတာကြောင့်ဒီအာရုံတွေကိုလမ်းကြောင်းလွှဲဖို့အတွက်ရည်ရွယ်ချက်ရှိလုပ်ခဲ့သလားဆိုပြီးတန်တရားနဲ့မေကွန်းထုတ်မှုတွေလည်းတွေ့နေရပါတယ်။လူ့ခွင့်ရေးလှုပ်ရှားသူတွေကတော့အာဏာရှင်တွေဟာလူတို့ကိုအာရုံပြောင်းဖို့အတွက်ဘာသာရေးနဲ့လူမျိုးရေးဆိုင်ရာလှည့်ပြောင်းမှုတွေပေါ်ပေါက်လာနိုင်တဲ့အပေါ်အထူးသတိပြုကြဖို့လူမှုကွန်ရက်ကနေတဆင့်တိုက်တွန်းနှိုးဆော်တာတွေကိုလည်းတွေ့နေရပါတယ်ရှင်။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အားထားရတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့နန်းခင်ထွေးမြင့်ရဲ့ကျမ်းမာရေးသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ရဲ့ကျမ်းမာရေးမကောင်းဖြစ်နေတယ်လို့လေးဆက်တဲ့အတိုင်းဝိုင်းစီကနေတဆင့်စုံစမ်းသိရှိရပါတယ်။နန်းခင်ထွေးမြင့်ဟာပြီးခဲ့တဲ့ဧပြီ3ရက်နေ့ကနေ12ရက်နေ့အထိဖအံဆေးရုံမှာဥယောင်ငန်းပြားယောဂါနဲ့ဆေးကုသမှုခံယူခဲ့ရပြီးလက်ရှိမှာဖအံကျန်းထောင်မှာပြန်လည်ချုပ်နှောင်ခံထားရပါတယ်။အသက်82နှစ်အရွယ်နန်းခင်ထွေးမြင့်မှာအရင်ကတည်းကကြီးပေါင်သွေးတိုးယောဂါတွေရှိပြီးတော့သွားလဲမကောင်းဘူးလို့သိရပါတယ်။ဒီလိုအသက်အရွယ်နဲ့ယောဂအခန်းတွေကြောင့်အကျဉ်းထောင်ထဲမှာနေဖို့မသင့်တော်ဘူးလို့နေဆက်တဲ့အတိုင်းဝိုင်းကထောက်ပြနေကြပါတယ်။အာနာသိန်းစစ်တပ်ကနန်းခင်ထွေးမြင့်ကိုအာဂရီလိုက်စားမှုရွေးကောက်ပွဲဆိုင်ရာရာဇသက်ကြီးပုံမှ130ကကြီးရာဇသက်ကြီးပုံမှ905ခါခွေးတွေနဲ့ဆွဆွဲပြီးစုစုပေါင်းထောင်ဒဏ်280ချမှတ်ခဲ့ပါတယ်။နန်းခင်ထွေးမြင့်ဟာ2021အာနာသိန်းပြီးနောက်ပထမဆုံးထောင်ဒဏ်အများဆုံးချခံခဲ့ရတဲ့ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာအာနာသိန်းစစ်တပ်ကတရုတ်ထုတ်ကုန်ပစ္စည်းတွေပိတ်ပင်လိုက်တဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အထွတ်မှာအာနာသိန်းစစ်တပ်ကတရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ခွင့်ကိုစတင်ကန့်သတ်ပိတ်ပင်လိုက်တာပါ။မန္တလေးမြို့စေပြေးဆွဲနေတဲ့ကုန်တင်ယာဉ်မောင်းတွေရဲ့ပြောပြချက်အရဒီကန့်သတ်မှုဟာပြီးခဲ့တဲ့4ရက်လောက်ကတည်းကစတင်ခဲ့တာဖြစ်ပြီးတရုတ်ကုန်ပစ္စည်းတွေကိုမူဆယ်ကနေလာရှိုးအထိတည်ယူခွင့်ပြုထားပေမဲ့လာရှိုးမြို့ပြင်ဘက်ကိုတော့ဆက်လက်တည်ဆောင်ခွင့်မပြုတော့တာဖြစ်ပါတယ်။လက်ရှိမှာခရီးသည်တွေနဲ့အတူပါလာတဲ့အသုံးဆောင်ပစ္စည်းအနည်းငယ်ကိုပဲခွင့်ပြုပေးထားပြီးတန်စာတီးသန့်တရုတ်ကုန်စည်တွေကိုတော့လုံးဝတင်ဆောင်ခွင့်မရှိဘူးလို့ကားသမားတွေကဆိုပါတယ်။မရလေးပြလောလောဆယ်မှာပိတ်ထားတယ်။လမ်းကြောမကောင်းတာလမ်းကြောဖမ်းတာတက်ကပေါ့။ဘာရှိကနေဒီဘက်ကိုမရဘူး။သူတို့ကတရုတ်စာနဲ့ဆိုရင်မရဘူးနဲ့ပြောတယ်ဘာမှကို။အခုလိုတရုတ်ကုန်ပစ္စည်းတွေကိုပိတ်ပင်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးစစ်တပ်ဘက်ကတရားဝင်ထုတ်ပြန်ထားတာမရှိသေးပေမဲ့နေဆက်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ကုန်သွယ်ရေးကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကထိန်းချုပ်ထားတဲ့အပေါ်စစ်တပ်ကတံပြန်တုတ်ပြန်လိုက်တာဖြစ်နိုင်တယ်လို့စစ်ရေးသတင်းမြစ်တွေကသုံးသပ်နေကြပါတယ်။လက်ရှိမှာမူဆယ်မြို့ပေါ်ကနေဆက်ဂိတ်အနေငယ်ကိုပဲစစ်တပ်ကထိန်းချုပ်ထားနိုင်ပြီးအရေးပါတဲ့မူဆယ်105မိုင်ချင်းရွှေဟော်ရန်လုံကျိုင်းနမ်ခမ်းနဲ့နမ်တက်အစရှိတဲ့နေဆက်ဂိတ်တွေကိုတော့ MNDAA နဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကထိန်းချုပ်ထားတာကြောင့်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာအားပြိုင်မှုတွေရှိနေတာလည်းဖြစ်ပါတယ်ရှင်။နိုင်ငံတကာသတင်းမှာတော့ရုရှားသမ္မတပူတင်နဲ့ပတ်သက်ပြီးအစီရင်ခံစာပေါက်ကြားလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာအတွင်းလူရဲ့ drone နဲ့လှုပ်ကြံတိုက်ခိုက်ခံရနိုင်တယ်လို့နိုင်ငံတကာသတင်းဌာနဖြစ်တဲ့ CNN ကဖော်ပြပါတယ်။ဒါအပြင်အတွင်းပိုင်းအာဏာသိမ်းခံရမှလည်းစိုးရိမ်နေတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်ကိုလျှို့ဝှက်ထောက်လှမ်းရေးအစီရင်ခံစာတစ်ခုပေါက်ကြားလာမှုအရသိရပြီးအစီရင်ခံစာကိုတော့နာမည်မဖော်လိုတဲ့ဥရောပထောက်လှမ်းရေးသတင်းရင်းမြစ်ကနေထွက်ပေါ်လာတာဖြစ်တယ်လို့အတည်ပြုဖို့တော့ခက်ခဲနေသေးတယ်လို့ဆိုပါတယ်။ဒါပေမဲ့အစီရင်ခံစာဟာရုရှားခေါင်းဆောင်ရဲ့အရင်ကလုံခြုံရေးစနစ်တွေအကြောင်းဖော်ပြချက်တွေနဲ့ကိုက်ညီမှုတွေရှိနေတယ်လို့လည်း CNN ကရေးသားထားပါတယ်။အစီရင်ခံစာအရရုရှားသမ္မတပူတင်ဟာနိုင်ငံအတွင်းကအာဏာရှိတဲ့လူကြီးတွေကြားမှာမတည်ငြိမ်မှုတွေတိုးလာတာကြောင့်လေသူ့ရဲ့လုံခြုံရေးစိုးရိမ်မှုပိုပြီးမြင့်တက်လာတာဖြစ်ပြီးတော့သူနဲ့အနီးဆုံးကလူတွေကိုလည်းပိုပြီးကန့်သက်လာတယ်လို့သိရပါတယ်။ဒါ့အပြင် CNN ရဲ့သတင်းအရရုရှားသမ္မတပူတင်ရဲ့ကိုရေးလုံခြုံရေးကိုလည်းအရန်တင်းကျပ်လာသလိုအနည်းဆုံးဝန်ထမ်းတွေကိုတောင်တေချာစောင့်ကြည့်နေပြီးတော့တချို့ဝန်ထမ်းတွေကိုတော့အများပြည်သူတည်ယူပို့ဆောင်ရေးတွေကိုသုံးခွင့်ပိတ်ပင်ထားသလိုအင်တာနက်မပါတဲ့ဖုန်းတွေကိုပဲသုံးခွင့်ပေးထားတယ်လို့သိရပါတယ်။လက်တလုံးမှာရုရှားသမ္မတပူတင်ဟာခရီးသွားတာမျိုးတွေကိုလည်းရှော့ချပြီးတော့လုံခြုံရေးမြင့်မာတဲ့နေရာတွေမှာပဲနေထိုင်နေသလိုနာဇီဂျာမနီကိုအနိုင်ရခဲ့တဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနှစ်ကိုအမှတ်ရအောင်ကျင်းပကြတဲ့ Victory Day စစ်ရေးပြပွဲကိုလည်းဒီနှစ်2026ခုနှစ်မှာတော့လုံခြုံရေးစိုးရိမ်မှုကြောင့်ရှော့ချကျင်းပမှာဖြစ်သလိုလက်နက်ကြီးတွေမပါဝင်တော့ဘူးလို့သိရပါတယ်။
ရုရှားသမ္မတပူတင်ဟာနိုင်ငံကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်နိုင်တဲ့ခေါင်းဆောင်တစ်ယောက်အဖြစ်ပုံရိပ်ရှိခဲ့ပေမဲ့အခုချိန်မှာတော့ကာလရှည်ကြာလာတဲ့ရုရှားယူကရိန်းစစ်ပွဲကြောင့်သူ့ရဲ့ဩဇာအာဏာဟာဖြည်းဖြည်းချင်းလျော့လာတဲ့လက္ခဏာတွေတွေ့လာရတယ်လို့သုံးသပ်သူတွေကပြောနေကြပါတယ်။